Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ share နဲ့လုပ်သွားမယ့်အကြောင်းအရာလေးကတော့မိမိရဲ့ Facebook account ကိုscreenshot ရိုက်မြအောင်ပြုလုပ်နည်းလေးဖြစ်ပါတယ်ကျွန်တော်တို့အဲ့ဒီအတွက် software လေးတစ်ခုတောင်းရပါမယ် Play Store ထဲကိုဝင်မယ်ဟောဒီတိုင်းလေးရိုက်ချပေးပါမယ်အဲဆိုရင်အပေါ်ဆုံးမှာရှိပါခင်ဗျာဒီမှာအဲဒီ software လေးကိုတောင်းပေးပါ software လေးတောင်းပြီးသွားပြီဖြစ်ပါတယ်အဲဒီအတွက် software လေးတော့ဝင်ပါမယ်မိလုပ်ချင်တဲ့အကောင့်ကို login ဝင်ပေးရမှာဖြစ်ပါတယ်ဒီ software လေးထဲမှာRegister Continue Finish မိမိအကောင့်ကို login ဝင်ပေးရမှာဖြစ်ပါတယ် login with Facebook ဆိုတာနှိပ်လိုက်မယ်ပြီးရင်ဒီ online လေးကိုမှန်ကြည့်ပြပေးပါပြီးရင် Continueဒါဆိုကျွန်တော်အကောင့်ကို login ဝင်ပြီးသွားပါပြီအဲ့အတွက်ကျွန်တော်တို့ဘာမှလုပ်ချင်မလို့ပါဘူးဒီအောက်ဆုံးကဒီကွာပုံစံရှိတဲ့ဟာလေးကိုဝင်ပြီးပြီးရင်ဒီမဲ့ avatar card ဆိုတာလေးကိုဝင်ပေးပါဒါဆိုရင်ဒီဟာလေးကိုဖွင့်လိုက်ရင်ရပြီဗျဒီဟာလေးကိုဖွင့်ပြီးသွားပြီဆိုရင်ကျွန်တော်ရဲ့ Facebook အကောင့်ကိုမိမိရဲ့အကောင့်ကိုဆိုရင် short ရိုက်မရအောင်ကာကွယ်ပြီးသွားပြီဖြစ်ပါတယ်ဒါလေးဖွင့်ပြီးသွားပြီဆိုရင်မိမိရဲ့ Facebook ထဲကိုသွားစစ်ကြည့်ပါအကောင့်ထဲကိုဝင်သွားကြည့်ပါမယ်ကျွန်တော်တို့ profile မှာဒါမျိုးတိုင်းကပုံစံလေးပြနေပြီဆိုရင်မိရဲ့အကောင့်ကို screenshot ရိုက်လို့မရတော့ပါဘူးဖြစ်ပါတယ်ကိုယ်တိုင်ရိုက်ရင်ရပါတယ်တခြားအကောင့်ကနေဝင်ပြီးတော့တခြားအကောင့်ကိုတခြားဖုန်းတစ်လုံးနဲ့မိမိရဲ့အကောင့်ကိုရိုက်ခိုင်းကြည့်ပါမရပါဘူးအားလုံးပဲအဆင်ပြေကြပါစေခင်ဗျအခုကြည့်နေတဲ့သူတွေအတွက်လုံးတဲ့ဆိုရင်ကျွန်တော်ရဲ့အကောင့်ကို like and share လေးလုပ်ပေးကြပါဦးဗျ